ဒီရဲ့ reading လေးကတော့ငွေကြေးတိတက်ပေါ့နော်လုံးဝငွေကြေးကန်ဖြစ်ပါတယ်ဆိုတော့ဒီ video ဘဲအချိန်ဘဲတွေ့ပေါ့နော်အဲ့ကနေပြီးတော့တစ်လအတွင်းပေါ့နော်ကိုယ့်ရဲ့ငွေကြေးကန်ကိုယ့်ရဲ့ဒီငွေကြေးတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအပြောင်းလဲဖြစ်လာနိုင်မလဲကိုယ့်အတွက်ဘာလေးတွေကြုံရဖို့ရှိလဲနော်အဲ့ဒါလေးကြည့်ကြမယ်ပေါ့နော်ဆိုတော့တဝိုင်းဆိုတော့ဘာယုံ page တစ်ခုပဲတောင်းပါတယ် page တူတွေအများကြီးရှိပါတယ်တတိထားပါငွေတွေမလွဲကြပါနဲ့ရုံးရမျက်နှာမြင်တိုင်းရုံး page မဟုတ်ပေါ့နော်ဆိုတော့ page အစစ်ဟုတ်မဟုတ်တိချာဆက်ပါပြီးတော့အခုလောလောဆယ်အတွက်ယွန်းဒီ appointment လေးလက်ခံတာနားထားပါသေးတယ်ပြန်လက်ခံနေချိန်ကျရင်ပြောပြပါမယ်ရှင်ဆိုတော့ okay ငွေကြေးကံပေါ့နော်ကြည့်ကြရအောင်ဒီ video ကြည့်နေသူယွန်းနဲ့ရုံးရ video လေးကိုအများနဲ့ကြည့်နေတဲ့သူတွေအတွက် collective လေးတွေအတွက် collective energy okay collective reading တလားအတွင်းငွေကြေးနဲ့ပတ်သက်ပြီးပေါ့နော်အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာငွေကြေးနဲ့ပတ်သက်ပြီးတော့လက်လွန်ထားတာမျိုးတွေရှိမယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုဦးတီမျော်လင့်နေတာမျိုးတွေ့ရတယ်နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့မျော်လင့်နေတာမျိုးမြင်ရတယ်တချို့တွေကကျတော့အခုညီတွေတောင်းထားတယ်အခုညီလိုချင်တဲ့သူတွေမြင်ရတယ်တချို့တွေကျတော့ကိုယ်ငွေနဲ့ကိုပဲပူနေရတဲ့သူတွေရှိတယ်နော်အဲ့နှမျိုးမြင်ရတယ်ငွေကြေးကိုမျော်လင့်နေတဲ့သူရဲ့အခုညီတောင်းထားတာပေါ့နော်အခုညီတောင်းထားတာရမရမျော်လင့်နေတဲ့သူရဲ့နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ငွေကိုပြန်လိုချင်တဲ့သူပေါ့နော်ဆိုတော့ငွေကြေးနဲ့ပတ်သက်ရင်ဘာလို့ဆိုတော့အခုဒီဗီဒီယိုကြည့်နေတဲ့သူတို့များပြန်လိုချင်တဲ့ပတ်စံမျိုးတွေမြင်ရတာများတယ်ပေါ့နော်ဆိုတော့ညီမပြောချင်ဆိုဒီတလအတွင်းထဲမှာတဲ့အလောက်အကင်နဲ့ပဲဖက်တက်ပေါ့နော်ကိုကဘာအလောက်ပဲလုံနေအဲ့အလောက်အကင်ထဲမှာကိုကိုပေါ့နော်အကြံဉာဏ်ကောင်းပေးတဲ့သူမျိုးဒါမှမဟုတ်လေငွေကြေးနဲ့ပတ်သက်ပြီးတော့ solution ပေးမဲ့သူမျိုးပေါ်လာတတ်တယ်ငွေကြေးတော့ရော့ internet ဆိုမှနေကိုပေးပြီးတော့ရော့အဆင်ပြေအောင်ဒါငါနေကိုငွေကြေးပေးလိုက်တဲ့နေအဆင်ပြေပါစေအဲ့လိုမျိုးတော့မဟုတ်ဒါပေမဲ့ကိုဒီရဲ့ဘယ်လိုပြောမှလဲ situation တစ်ခုတည်းကနေ solution တစ်ခုရအောင်နော်အကြံဉာဏ်ကောင်းပေးတဲ့သူအော်ဒါမှမဟုတ် solution ပေးမဲ့သူပေါ်လာတတ်တယ်နော်ဟိုဘုံတိုင်းပေါ့နော်ညပြောတော့သူလိုပဲဒီငွေကြီးကိုလိုချင်တဲ့ငွေကြီးကိုအရှိမအပေါင်လိုက်ချပေးလိုက်တာမျိုးမဟုတ်ငွေကြေးနဲ့ပတ်သက်ရင်ဘာလို့ဆိုတော့အခွင့်အလမ်းတစ်ခုကိုညီတာမျိုးအခွင့်အလမ်းကောင်းတစ်ခုရတာမျိုးအလောက်ကန်လေးလုံနေဆိုအဲ့အလောက်ကန်နဲ့ပတ်သက်ပြီးနင်ဒါလေးလုတ်ကြည့်ပါလားဒါလေးလုံနေတော့ပို့အဆင်ပြေနိုင်တယ်ဆိုကိုအဲ့အရာကိုလောက်လိုက်လို့အဲ့အရာနဲ့ပတ်သက်ပြီးအောင်မြင်သွားတာမျိုးအဲ့လိုမျိုးမြင်ရတယ်ပေါ့နော်ဆိုတော့ငွေကြေးနဲ့ပတ်သက်လာရင်ပြောရမယ်ဆိုတော့အရန်ကြီးတိတိတတ်တာကန်ကောင်းနေတာမျိုးတော့မဟုတ်ဒီလထဲမှာဒါပေမဲ့အခွင့်အလမ်းကောင်းရတတ်တယ်လို့မြင်ရတယ်။ Okay တချို့တွေအတွက်ဆိုဥပမာလုံးဝအလုံးမရှိနေတဲ့သူတွေအလုပ်ရတာမျိုးပေါ့အင်တာဗျူးစောင့်နေတဲ့သူတွေအလုပ်နဲ့ပတ်သက်ပြီးအလုပ်ရလာတာမျိုးပေါ့အဲ့လိုမျိုးပေါ့နော်ဆက်သက်ဖြင့်အခုလက်ရှိအလုပ်တွေလုပ်နေတယ်ဆိုလေသူတို့ဒီလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ new idea လုပ်ဖို့အတွက်နင်ဒါလေးဒီလိုလုပ်ရင်တော့ပိုကောင်းမယ်နော်အဲ့လိုမျိုးတွေပေါ်လာတတ်တယ်ဒါမှမဟုတ်လေကိုယ့်ရဲ့အတွေ့ရပဲကိုပြန်ပြီးတော့အဲ့လိုမျိုးပေါ့နော် no ဆော့နေရနင်ဒါလေးလုပ်ရင်တော့ပို့ပြီးတော့အဆင်ပြေမယ်နင်ဒါလေးလုပ်ရင်တော့ပို့ပြီးတော့ကောင်းမယ်ဆိုမှကိုယ့်ရဲ့စိတ်ကအဲ့လိုမျိုးအပြောင်းအလဲလုပ်ချင်တဲ့စိတ်တွေပေါ်လာမယ်ဆိုတော့ဒီကာလတွေထဲမှာငွေကြေးနဲ့ပတ်သက်ပြီးတော့အရန်နေမျောလင့်နေတယ်အရန်ငွေဒီငွေရမှအဆင်ပြေမယ်ငါသူ့နာရမှအဆင်ပြေမယ်ဆိုတဲ့ mindset တွေဖြောင်းမှရမယ်နံပါတ်1နော်ငါဒီငွေရမှငါဒီဟာအဆင်ပြေမှာလေငါဒီငွေရမှငါသူ့ကိုပေးနိုင်မှာလေဆိုတဲ့ mindset ကိုဖြောင်းမှရမယ်အဓိကဒီရဲ့တလလုံးမှာဘာ focus ထားမလဲဆိုငါငွေ double ဖြစ်အောင်ငါဘယ်လိုလုပ်ရမလဲဆိုတဲ့ focus ကိုထားရမယ်Okay ကိုယ့်ရဲ့ငွေကိုဘယ်လိုမျိုးdouble ဖြတ်အောင်လုပ်ရမလဲဆိုတာမျိုးစဉ်းစားရမယ်ပေါ့နော်ဆိုတော့ energy တစ်ခု shift လုပ်ဖို့လိုရတယ်လို့ယွန်းခံစားရတယ်ဆိုတော့ငွေချင်းနဲ့ပတ်သက်ပြီးကြီးမားတဲ့ပြောင်းလဲမှုမျိုးတော့မဟုတ်ဒါပေမဲ့အခွင့်အလမ်းကောင်းလာတတ်တယ်ကိုအခုရရှိဖြင့်ရင်ဆိုင်ဖြည့်ရှင်းနေရတဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီးတော့ကြော်လွားနိုင်မယ်လို့မြင်တယ်ကွာဒီတလအတွင်းမှာတခုခုပေးကြရရှိရယူကြရရှိအဲ့ဒါနဲ့ပတ်သက်ပြီးပူပန်နေရတယ်ဆိုအဲ့ဒီဟာနဲ့ပတ်သက်ပြီးကိုကြော်သွားနိုင်မယ်ကြော်လွားနိုင်မယ်ပေါ့နော်အဆင်ပြေသွားနိုင်မယ် solution ကိုဖြည့်ရှင်းနိုင်သွားမယ်လို့မြင်တယ်နော်ဆိုတော့အရင်ကြီးမျောလင့်ချက်မထားနဲ့ဆိုလိုချင်တဲ့တော့ကိုရကြရရှိနေတယ်ပေးကြရရှိနေရဆိုရင်တော့မှအရန်ကြီးအဲ့တစ်ဖက်သူကနေသွားပြီးမျောလင့်ချက်မထားနဲ့နော်မျောလင့်ချက်မထားနဲ့လို့ပြောချင်တယ်မျောလင့်ချက်များရင်ကိုကငွေကြေးတွေမှာ block ဖြစ်သွားတတ်တယ်ပေါ့နော်ဆိုတော့ကျွန်ပြောချင်တာကကို့အတွက်အခွင့်အလမ်းကောင်းလေးတော့တခုတော့ရှိတယ်နော်ဒါပေမဲ့အဲ့ဒီဟာဟိုမိုးနဲ့မြေကွာတဲ့အခွင့်အလမ်းမျိုးတော့မဟုတ်ဘူးဒါပေမဲ့ကိုအခုလက်ရှိရင်ဆိုင်ဖြည့်ရှင်းနေရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းလေးတခုရတတ်တယ်လို့ပြောချင်တာဆိုတော့ယွန်း reading တွေကြည့်ရသူအဲ့လိုမျိုးမဟုတ်တာတွေလည်းရှောက်မပြောဘူးနော်ဆိုတာကျတော့တချို့တွေကရှိရမန်းပြောတာရမ်းပြောတာအဲ့လိုမျိုးမဟုတ်ပေါ့နော်ဆိုတော့ယွန်းအခုမြင်ရတာငွေချင်းနဲ့ပတ်သက်ကြီးမားတဲ့အဲ့လိုမျိုးကြီးပေါ့နော်ပြောင်းလဲမှုတော့မမြင်ရဘူးဒါပေမဲ့ကိုအတွက်ကောင်းတဲ့ suggestion တခုရတာမျိုးကိုအတွက်ကောင်းတဲ့တရားတစ်ခုလေးရတဲ့ short term တစ်ခုအတွက်ပေါ့နော်ရှောက်လို့ရမယ်လမ်းတစ်ခုတော့ရမယ်လို့ယွန်းမြင်တယ်ဆိုတော့စိတ်တမကြနဲ့လုံးရရှိတဲ့အလုပ်တွေလောက်ကိုယုံကြည်လောက်ဖို့လိုတယ်ပြီးငွေချင်းနဲ့ပတ်သက်တဲ့အရင် block မထားနဲ့မျောလင့်ချက်မထားနဲ့ကိုယ့်ရဲ့ငွေကိုပဲဘယ်လို double လုပ်ရမလဲဆိုတာစဉ်းစားပါဆိုတော့ energy လေးတွေ shift လုပ်လိုက်မယ်ဆိုရင်အဆင်ပြေသွားနိုင်တယ်ပေါ့နော်ဆိုတော့ငွေကြေးကန်ကတော့အသင့်ထဲမှာရှိပါတယ်ဒီလာထဲမှာ